တတ္တဝါတယောက်အပေရောက်သွားပြီဆိုရင်ပြန်ပြီးကျွတ်ဖို့ဆိုတာအမတန်ခက်ခဲတယ်ဆိုပြီးဘုရားရှင်ကအမိန့်ရှိတယ်ဘယ်လိုခက်ခဲတယ်လဲဆိုတော့ရေပုံရအဖြစ်ခုလိုလောဘသို့မဟုတ်ဒေါသသို့မဟုတ်မောဟဇောတွေစောပြီးတော့ဘဝကိုအဆုံးသတ်ခဲ့ရင်ဒီတတ္တဝါတွေဟာတည်တည်အချမ်းမဲ့နဲ့ငရဲများသောအဖြစ်ရောက်တတ်ပါတယ်နော်ငရဲကြီးကကျွတ်တော့ငရဲကလေးငရဲလေးကကျွတ်တော့ပိဋ္ဌာကကျွတ်တော့တိရစ္ဆာန်ဘဝရောက်လာပြီဆိုရင်တိရစ္ဆာန်တွေဘာတွေလုပ်နေလဲပြီးတော့အကဲခတ်ကြည့်ပါဒီနေ့သူတို့မေတုံမှီဝဲတယ်အိတ်တယ်စားတယ်ဒါကသူတို့ရဲ့အလုပ်ပဲစားတဲ့အခါမှာဘယ်လိုစားလဲအားရှိတဲ့တတ္တဝါကအားနေတဲ့တတ္တဝါကိုတပ်ဖြတ်ပြီးစားနေကြတာပဲဒီမကောင်းမှုအကုသိုလ်ကံတွေကြောင့်တည်တည်ချမ်းမဲ့တဲ့ငရဲရောက်ပြန်ငရဲကကျွတ်လာတော့ပိဋ္ဌာဘဝရောက်ပြန်ပိဋ္ဌာဘဝကကျွတ်လာတော့တခါတိရစ္ဆာန်ဘဝရောက်ပြန်တိရစ္ဆာန်ဘဝမှာဒီဒုစရိုက်တွေထပ်ပြီးလူကျွပြန်တခါငရဲရောက်ပြန်ငရဲကနေပိဋ္ဌာဘဝရောက်ပြန်ပိဋ္ဌာဘဝကကျွတ်လာတော့တိရစ္ဆာန်ကကျွတ်တော့လေမလွယ်လာဘူးငရဲပြန်ရောက်ဒီတော့ကျွတ်ဖို့လွတ်ဖို့ဆိုတာမခက်ခဲဘူးလားခက်ခဲတယ်သာသနာတော်ကြီးတွေ့ခိုင်မှဒီလိုကျွတ်စင်နိုင်တဲ့ဤကောင်းလမ်းကောင်းတွေရှိတယ်ဆိုရင်ရအောင်ကြိုးစားအထောက်ထားဖို့မကောင်းဘူးလားသိကောင်းတယ်ဘဝဆိုတာဘယ်တော့မှမကြပါဘူးမကြာမီအချိန်ကာလအတွင်းမှာဒီလောကကြီးကိုဆုံးခေါ်ပြီးသွားရမယ်ပုဂ္ဂိုလ်ကြီးဖြစ်ကြတယ်သွားကဏီကာလမှာအခုလိုမိမိမှာအာဟုတိုက်တဲ့တရားတစ်ခုထင်ရှားမရှိခဲ့ရင်ဖျို့ဖျက်ပျက်စီးပြီးကြသွားဖို့ကတော့မသေးကြဘူးလားသေချာနေတယ်